2026နိုဝင်ဘာတော့ရောင်းကောင်းဆုံးစပန့်ဆိုရင်တော့အင်ဒိုစပန့်ကိုမှမီယာအင်ဒိုဖြစ်ပါတယ်မီယာအင်ဒိုဒီquality တအားကောင်းပြီးတော့အစင်တွေလှတယ်ဈေးချိုတယ်ဒါကြောင့်ပေါ့နော်ဒါမျိုး1 set ရင်44နဲ့42.6စိုက်ကြီးတွေမဖြူလုတ်ပေးထားတယ်စိုက်ဆိုလုံးဝမှအပြေဘောင်းမိဆိုရင်လည်းဒီဘောင်းမိလေးမှာကွဲပြားတယ်ဘောင်းမိကိုဒဲပွားသွားပေးထားတယ်တင်ကမဖြူရင်44ဆိုရင်တင်က48လောက်သွားပေးထားတယ်ရင်46ဆိုရင်တင်50လောက်သွားပေးထားတယ်ပြီးရင်ဘောင်းမိအရှိက38အတင်အောင်လုတ်ပေးထားတယ်အင်ကြီးခါရှည်ဒီ26သွားထားတယ်ကဲဒါလေးကတော့မဖြူလိပ်ပြဒီဇိုင်းဒီလိုမျိုးချစ်စရာဒီဇိုင်းလေးပဲเนาะကာလာလေးကဒီမှာတက်ရောင်ကာလာ6ရောင်လိုင်းအဖြူပေါက်လေးတွေအဝါကြောလေးတွေခေါ်မှာပေါ့เนาะဒါလူကြိုက်များတဲ့ line ဖြစ်ပါတယ်မဖြူဒီမီယာအင်ဒိုဆိုတော်တော်လေးကိုလူဝယ်ရတယ်ပိတ်လိုက်မှာပေါ့နော်ဈေးလေးကကြတော့သူ့ရဲ့ဒီတကိုက်ဈေးကိုပဲမီယာအင်ဒိုကတကိုက်ကို8000လောက်ရှိတယ်မဖြူဒီမှာဘယ်လိုလုပ်ပေးထားလဲဆိုတော့1 set ဆိုရင်မိုင်းတို့စိုက်ကြီးတွေလည်းဖြစ်တော့လေဒီလိုဘောင်းမိတွေလည်းဒဲပွားဆိုတော့2ကိုက်ခွဲ3ကိုက်နီးပါးလောက်ကုန်တယ်3ကိုက်နီးပါးလောက်ကိုကုန်တယ်အဲ့တော့ဒါလေးကိုရင်လေးပြောပြမယ်နော်ဈေးလေးကအရန်တန်ပါတယ်ရင်44ကို16500ရင်46ကို18000နဲ့18500နဲ့ရမှာဖြစ်ပါတယ်6000တတွဲစီပေါ့နော်အဲ့ဒါကိုမှမမတို့ကညီမလေးရေမမတို့ကတော့နှစ်ထည်လောက်ပဲလိုချင်တယ်ဆိုကာလာမရွေးနဲ့တစ်ထည်1000ပေါင်းပြီးတော့နှစ်ထည်ကနေစပြီးတော့အားပေးနိုင်ပါတယ်ကဲအဲ့တော့လက်တွတ်လေးတော့လာယူဒီကောင်လေးတွေကအရန်တန်လို့အကုန်မြန်တယ်နော်အပြင်ပေါက်ဈေးအနေနဲ့ဆိုရင်ပိစာဘိုးကြီးပဲတော့2400လောက်ကျတယ်2800 3000လောက်ကိုရောင်းကြတယ်မမတို့ရတာလေးကငွေ16500 18500ဆိုတာတော်တော်တန်နေလို့လက်တွတ်လေးယူဖို့မှာလိုက်ပါဆိုထဲပုံ screenshot ရိုက် Viber နံပါတ်3995 155 388 3994 4338 3999 4 4 8 5 5နဲ့